ဟုတ်တယ်လားဟုတ်ကဲ့ဗျာဒါတွေကတော့ကျွန်တော်တို့ရဲ့ဟိုပောက်မယ်ဗါလဲဘယ်လိုပြောရမလဲဘာစီစဉ်လို့ပြောရမလဲကျွန်တော်တို့ရဲ့ဖောက်မယ်ရှူမယ်ဆိုတဲ့စီစဉ်ကပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်နော်ကဲပါကျွန်တော်ဒီနေ့ဖောက်ပြပြီးရှူပြသွားမှာတော့ကျွန်တော်တို့ဒါလော်လေးဖြစ်ပါတယ်လောကဘာခါကြတော့ငါမသိဘူးတော့လောကဘာလို့တော့တော့ One Piece ကွာ Trafficker ဒီဝါတာလော်လာမသိငါမှမကြည့်တယ်1 piece စင်ဟုတ်ပြီကျွန်တော်တို့အမအဲ့လေးကိုအစားနဲ့ဆွဲဖောက်လိုက်မယ်ဖြည်းချင်းဆွဲမယ်ဖြည်းချင်းနော်ခြာပြပေါ်အထွတ်အထိပ်ရတာလေးကိုခံစားသလိုမျိုးဖြည်းချင်းဟုတ်ပြီဆွဲမယ်အဲ့လိုဆွဲလိုက်တဲ့အချိန်မှာအဲ့ဒီကနေအနံလေးထွက်လာတဲ့ကောက်ရှူလိုက်မယ်ဒါကတော့ကျွန်တော်တို့ဖောက်မယ်ရှူမယ်ရဲ့အနှစ်သာရပဲပေါ့နော်ဖောက်မယ်ရှူတဲ့အစီအစဉ်ရဲ့အနှစ်သာရလေးအဓိကအနှစ်သာရအဓိကအနှစ်သာရအေးတဲ့ကြီးလဲရှူပါအောင်ပါညီအေးတဲ့ကြီးကျွန်တော်လော်လေးကိုရှူပေးပါအောင်ဟုတ်တယ်ရှူရမယ်ဟုတ်တယ်မှန်နေနော်အနံလေးကကောင်းလို့အဲ့လေးတော့မပြည့်ရပါဘူးဗျာဦးစင်ဟုတ်ပြီကြောက်လေးလုပ်ကြည့်မယ် body လေးကတော့တော့ကြစ်လက်တိတ်သီးတဲ့ body လေးကိုတွေ့ရမှာဖြစ်ပါတယ်နော်စောက်ခွက်ကြည့်ပါအောင်ကွာလီဟုတ်ပြီဒီနားလေးပြလိုက်မယ်ဟုတ်ပြီဂျိုင်းအောက်လေးမှာစေးသားလေးနဲ့ဒီကိ quality လေးပါ quality လေးနဲ့လေဒိုင်းနဲ့လေးပါရွှေရှူလိုက်လို့ရတယ်ဟုတ်ပြီဒါကတော့ခရဏအဖုံးလေးပေါ့နော်တိုင်လေးအဲ့တိုင်လေးကိုဒါလေးဆွတ်လိုက်မယ်ဒါလေးဆွတ်ထည့်ကြည့်မယ်ဆွတ်ထည့်ရင်ထွတ်ထိတ်ဝင်သွားရင်ဖြည်းဖြည်းချင်းအမထွတ်ထိတ်လေးနော်မပြောပေါ့ထွတ်ထိတ်ရတာလေးကိုမမျက်ရှူကလန်သွားချက်အဲ့ကျွန်တော်ဓာတ်ကိုမှခရဏလေးပေါ့နော်ခရဏလေးဟုတ်ပြီနောက်တစ်ခါဘာလေးပြင်မလဲဆိုတော့အဲ့ဘာကြီးတော့ဘာကြီးတော့ဘာလုံးဒါကတော့သူပြောသလိုပါပဲဟုတ်ကျွန်တော်ဖောက်မယ်ရှူမယ်ပဲဆိုတဲ့ဟာလေးပဲကြည့်တာဆိုတော့ကျွန်တော်တော့သူပြောလိုက်မယ်ဟုတ်ပြီခေါင်းလေးကျွတ်တယ်ခေါင်းလေးရော့ချက်ဖြုံမယ်ဟုတ်တယ်ဗျာဘာလေးတက်မလဲဆိုတာရင်ခုန်သွားတဲ့စောက်ကြည့်နေစဉ်တွင်းမှာပဲပြကြပါရဲ့စောက်ကိုင်းကောင်စောက်စီကမရှိဘူးဒီပါဘယ်လိုဆိုရင်တကောလန်အခုကလဲကြိုးထိုင်းမဲ့နေရာလေးမှာကော်လန်လေးတက်လိုက်တယ်ခေါင်းလေးပြန်တက်တယ်ခင်ဗျာနော်ဒီကတက်ရတဲ့ခံစားချက်လေးကဘယ်လိုပြောရမလဲတခုနဲ့တခုဆက်တဲ့ခံစားချက်လေးကလုံးဝနော်ဘယ်ကြိုက်ကောင်းရဲ့တခုနဲ့တခုဆက်ရတဲ့အရာလေးကဘယ်လိုပြောရမလဲဆိုတော့လုံးဝကောင်းလာတာလုံးဝစာပြောပေါ်အထွတ်ထိပ်လေးတော့လုံးဝမျက်စိကလန်သွားတဲ့ချက်လက်လေးလေးတက်လိုက်မယ်ဟုတ်ပြီဝင်ဒါကတော့မှန်ကန် quality လေးပါခင်ဗျာလေးပါနော် quality figure လေးပါဟုတ်ပြီသူရဲ့လက်လေးတွေကိုတက်လိုက်တယ်လက်လေးတွေမှန်ကန်လုံးဝတက်နေတာလဲသူလုံးဝချောင်းနေတာလည်းမဟုတ်ဘူးနော်ဒါအနေတော်လေးနော်ဟုတ်ပြီအဲ့ဒါခုနပြောလိုက်တဲ့အဲ့ဆိုလိုက်မင်းလိုပဲတက်နေရလဲမဟုတ်ချောင်းနေလဲမဟုတ်အနေတော်လေးပဲနော်နေတော်လေးနော်နေတော်လေးလုံးဝအကြက်ကြီးလည်းမဟုတ်လုံးဝဟိုသွားထွက်တိုင်နေမဝင်ဘူးကွာမျိုးခေါင်းလောင်းနဲ့တက်ကြတယ်မဟုတ်ဘူးတက်ကြတယ်မျိုးခေါင်းလောင်းလည်းမဟုတ်ဘူးနေတော်လေးပဲခွက်တိကြလေးတက်ကြလိုက်မယ်ချက်ဟုတ်ပြီလုံးဝအန်ကန်လေးပါကိုင်းခေါင်းလေးအဲ့တိုင်းပဲလားလုံးကြီးလားဒီနော်အပေါင်းနှစ်ပေါက်တွေကိုခြေထောက်နှစ်ချောင်းဝင်သွားတဲ့အခါမှာတော့ဖြစ်သွားတဲ့ခံစားချက်လေးကဟာကနေဟင်နေပဲနော်ဟို quality လေးကန်ရတဲ့လက်မှာကန်ရတဲ့ hand feeling လေးရယ်
ဟောရဲ့ဆက်တဲ့ခါရတဲ့ feeling လေးတွေကလုံးဝဘာမှမလဲနိုင်ဘူးเนาะကျွန်တော်တို့ဘာမှမလဲနိုင်အခုဆိုရင်တော့ပြည့်စုံတဲ့လော်လေးရပါပြီเนาะပြည့်စုံတဲ့လော်လေးပါဟုတ်ကဲ့လော်လေးကိုဓာတ်လေးပါလေးပြီးကန်လိုက်ပါအောင်ဓာတ်လေးပါလေးကန်ပြီးတော့ဓာတ်လေးပါလေးကန်လိုက်မယ်မမေရက်နေပြီပါဟုတ်ပြီဓာတ်လေးပါလေးကန်လိုက်မယ်ဆိုရင်တော့ဖြစ်လုံးဝလုံးဝပြည့်စုံတဲ့အရာပြည့်စုံတဲ့ပုံစံမဟုတ်သေးတာတော့မှလုံးဝ premium look ကိုပြည့်ရတယ်ဗောနော်ဒါပြည့်စုံတဲ့ premium look လေးပါ premium တော့လွတ်သွားတယ်နော်အဲ့လိုဆိုရင်တော့ ကိုတက်ကို copy ဟိုတဲ့လူကကင်မရာနဲ့အတဲမဖောက်ဘဲနဲ့သူကြိတ်ဖောက်နေပါတယ်ဟုတ်ကဲ့ပါတော့ကျွန်တော်ပြောတော့ဘူးကျွန်တော်ပြောတော့ဒီအထိုင်လေးပါဒီအထိုင်လေးနော်အထိုင်လေးမှာတက်လိုက်မယ်နော်အထိုင်ကိုတော်တော့မဟုတ်လားထိုင်နေတဲ့ကိုတော်တော့မဟုတ်ဘူးဟိုအားဟာရပါလေရော quality ထင်တယ်ဆိုရင်တော့နော်ဆိုရင်တော့ကာရနာရဲ့ဖုန်းနဲ့မချိုးဘဲနဲ့ဒီတိုင်းဓာတ်ကိုပြခိုင်းရပါတယ်ခင်ဗျာဟုတ်ဆိုရင်တော့လော်လေးကိုနော်ကျွန်တော်တို့ဓာတ်ကင်တာလေးလော်လေးနော်လော်လေးဓာတ်ရှာရတဲ့လော်လေးတွေ့ရမှာဖြစ်ပါလေနော်မန်ကန်လေးပါကောင်းရင်ပပတ်လေနေထားတော့ရွှေဖားပဲပေါ့နော်နေတာချူပါဟုတ်လေကောင်းနေဟုတ်ပြီနော်ဒီကောင်းလို့ပြောရမလဲဒီကောင်းအိမ်မှာထားမယ်ဆိုရင်ကို့မှာလော်နှစ်ခုရှိတယ်လို့မျိုးခံစားရမှာပေါ့ဟုတ်ပါတယ်ကို့မှာလော်တစ်ခုလေးရှိရမလောက်ဘူးဆိုရင်ဒီလော်လေးကိုအိမ်မှာဖော်လေးထားပြီးတော့နော်ငယ်ချင်းကြားမှာပတ်ကြွယ်မလားဒါမြင်မှာလော်ရှိလားငါမှလော်ကအပူထူအောင်ပါလာကွာဘာညာဟုတ်တယ်နော်ဒီနော်ဒီကောင်းဒီမှာဆိုရင်တော့ဒါလက်ကတစုံအပေါ်ပါရောနော်လက်တစုံနဲ့တစ်ခုကပါနှစ်ဖားကျိုးလားလေးတစုံရဲ့အဲ့ဒါပါကော်လန်လေးရောနော်ကော်လန်လေးတစ်စုံရဲ့ကော်လန်လေးတစ်ခုရဲ့လေးတစ်ခုရဲ့လေးတစ်ဖက်ရဲ့အပေါ်ပါရှိပါရနော်တော့အမှန်ကန်လေးပါ